ဆက်လေးမြင်းဆောင်နေရဲ့ပြည့်စိန်ကောင်းကြီးရှိတယ်။ဘိုင်းကျုပ်ပါဗျာနော်။ကျွန်တော်ပြမယ်။အဲ့ဒီတချင်းကကျွန်တော်ရာဇဝင်သိတယ်။အဲ့ဒီက2015ကျွန်တော်တို့ရာပြည်ပွဲလုပ်တော့ဇလွန်မြို့မှာပေါ့နော်။ဇလွန်မြို့ရဲ့တင်ကျောင်းမှာကျွန်တော်တို့အဲ့ဒီပွဲတီးတယ်။အဲ့ဒီအကူကကျွန်တော်စီကိုလာတယ်ဒရမ်ဘင်းနောက်လာမီလီယောင်နဲ့ကိုကြီးကိုစစ်ချီရဲ့တီးလုံးပွားတယ်မီးတီးပြတယ်ပါတဲ့။လုံးသားမှာဝါတယ်ငါအဲ့ဒါလေးနည်းနားထောင်ခြင်းလို့ပေါ့နော်ဆိုတော့ကဲသူကကျွန်တော်အဲ့ဒါနဲ့တီးပေးလိုက်ဟောသူကအဲ့ဒီအခုခင်ဗျားတို့ကြားနေရတယ်ဒူတာကျူဇာအေယာဝရီလာအဲ့ဒီချင်းကိုအဲ့ဒီမှာစပြီးမူယူတယ်ကျွန်တော်ပြောတယ်ပြောနေမှာအဲ့ဒီနေရာမှာအဲ့ဒီလိုစစ်ချီရဲ့ပုံစံလေးပေါ့ဒီတန်ရှင်ကိုစီရတဲ့ဖြစ်ပါတယ်2015မှာစပြီးတော့ရေးခဲ့တယ်ကျွန်တော်တို့ပွဲမှာလာပြီးတော့စုံရင်းနဲ့ညီလေးဒီလိုအကြောင်းရှိတယ်ဆိုတော့ idea တစ်ခုယူပြီးတော့ဗောနော်သူအဲ့ဒါကိုရေးတယ်ဘယ်မှာသွားပြီးတော့ပြေးတက်နေတဲ့နားတဲ့ကိုအကုန်လုံးရောက်သွားလဲဆိုတော့မြန်မာအိုင်တော်အဆိုပြိုင်ပွဲဝင်အင်ဒရာကိုဖွင့်မြအောင်ဗောနော်ပြန်လာတဲ့ဂုံပြူကြိုဆိုပွဲရန်ကုန်ကနေပြီးတော့ကျွန်တော်တို့ဟင်္ဒရာရောက်တဲ့ဒီလမ်းတစ်လျှောက်မှာဒီဖွင့်မြအောင်ကြိုဆိုကြတာအားပေးကြတယ်တောင်းတောင်းဖြတ်ဖြတ်နေအဲ့ဒီအချိန်မှာကျွန်တော်အခုကိုစီယာထည့်ခဲ့ပြီးယူသားကြိုးစားအေးရဝေသားဆိုရှင်းbackground နဲ့ပေါင်းစပ်လိုက်တဲ့အခါကျတော့ဒီလိုဗျာအဲ့မှာအားလုံးနဲ့ပဲဒီရောက်ရှိခဲ့တဲ့တုန်းကလည်းကျွန်တော်တို့အားလုံးကြက်သိမ်းမွေးမြင်းထားလိုက်ရအောင်ကောင်းပြီလားပြီးရတဲ့ player တွေအရင်ကောင်းတယ်တော့ကိုကြီးဆိုရတာလည်းတကယ်ဒီနေ့ရပြန်နော်ယူသားကျိုးသားအေးရဝေးသားတကယ်အနှစ်ပါနော်အဲ့ဒီမှာ base ကတီးထားတာလည်းရမ်းမိုက်တယ်နော်ဒူ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 လုံးဝ walking လွင့်နေတာပဲရမ်းမိုက်ပါတယ်နော်ဒီချင်းကတကယ်ကိုကျွန်တော်တို့ AR တိုင်းရဲ့အတွက်ပေါ့နော်ကျွန်တော်ဂုဏ်ယူတယ် AR တိုင်းရဲ့ယူသားကျိုးသား AR သားဆောင်ပုတ်ဖြစ်တယ်ဘာတိတိမဟုတ်ဘူးနော်လူတွေအခုပြောနေကြတာလေးမင်းသော AR သားတွေကိုပါညာသိတယ်မလားသင်းတွေကိုဒီလိုပဲစုစည်းပြီးတော့သူတို့ဟာသာသဘောနဲ့လုံနေတာအမှန်တကယ်ပြောရင်ကျွန်တော်ရှင်နေကျွန်တော်နည်းနည်းတော့အောင့်နေဗျာဘာလို့လဲဆိုတော့ကိုရီးယား AR တိုင်းမှာနေပြီးတော့ဒီမှာကြီးတောက်ပြီးတော့ကျွန်တော်တို့ AR နဲ့ပတ်သက်ပြီးတော့နော်မြန်မာနိုင်ငံရဲ့စပယ်ကြီးလို့လည်းခေါ်လို့ရတယ် AR တိုင်းကြီးဗျကျွန်တော်တို့ရသောအဖြစ်ဆန်စပါအသက်ဆုံးပဲဒီ AR တိုင်းကတကယ်ချင်းဒီနုပညာရှင်တွေအားလုံးဟာစူးစမ်းရင်းနဲ့ရုန်းကန်ကြတယ်အားလုံးနုပညာဆိုတာတော့ဒီဘေးရဲ့ဘေးဒေတာမှမဟုတ်ပါဘူးကျွန်တော်ချမ်းနေရာတွေမှာလည်းအောင်မြင်သွားတဲ့ပုံကိုယ်တွေလည်းရှိတယ်မအောင်မြင်နေတဲ့ပုံကိုယ်တွေလည်းရှိတယ်စူးစမ်းတဲ့ပုံကိုယ်တွေလည်းရှိတယ်အကုန်လုံးထဲမှာကျွန်တော်ကဒီ AR တိုင်းနဲ့ပတ်သက်တဲ့သချင်းတွေထဲမှာကျွန်တော်ယခုလက်ရှိဘိုးကြီးရထက်ခဲ့ကျွန်တော်သချင်းတွေကိုတိုက်တယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တတိုင်းလုံးဟိုဒါဆောင်ပုတ်ကိုသူပေါင်းရေးရတယ်ဒီနေ့ကခန်းစားချက်ကလေးတွေကျွန်တော်သဘောကျတယ်သူရန်ကုန်ရောက်တဲ့အချိန်မှာတော့မှလာလေးမို့လို့နှိမ်ရတယ်ပေါ့ဗျာဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါကဟိုရင်လေးက2015တည်းကသူရေးထားခဲ့တာပေါ့ဒီခန်းစားချက်တွေအခုတည်းကလည်းဖြစ်နေတော့ပဲပေါ့နော်ဒီဒေါ်လာလေးမို့လို့ထင်မသေးကြပါနဲ့ AR တိုင်းကတကယ်ချင်းနေအလုံးဒီစစ်တတ်ပါတယ်ယူသားပုံဝင်ကြတယ်အလုံးအမှုပညာကိုလည်းချင်းမြတ်လို့လှုပ်ရှားကြတာဒီပုံမှာပတ်သက်ပြီးတော့တကယ်ချင်းနေဘယ်တော့မှပေါ့နော်တချို့ကလည်းချစ်လို့ဗျသိတယ်မလားချစ်လို့ခေါ်တဲ့နာမည်ရှိတယ်ပေါ့နော်တချို့ကဒီနာမည်တစ်ခုလေးပေါ့နော်ဆိုပါစို့နာမည်တစ်ခုပေါ့နော်အဲ့ဒီနာမည်တစ်ခုကိုတချို့ကအမြင်ကတ်လို့လည်းခေါ်လို့ရချစ်လို့လည်းခေါ်လို့ရတယ်သဘောအတိတ်ပဲရတော့မတူဘူးဒါပဲနဲ့နာမည်ဒီတူပဲတော့အောင်နော်စိတ်တက်ကြွသွားစီမယ်အတန်ကာလာနဲ့နော်စပါမီပါစပါမီပါအေးရောပရီမြစ်ကန်ပဲလွမ်းဟောင်ပွဲကပန်းစင်မြောင်းနဲ့အစီမြောင်းရင်ချိုးတော့ခဲ့သူပါအမှုပညာခိလဲရှောင်းလန်းနိုင်ဖို့ရဇလန်းနော်ချင်းလေးများရဲ့ဆိုရင်ကြိုးစားခဲ့သူပါ
မျိုးရန်ကုန်ကောင်းလည်းတစ်ဖေးရောင်ချချနဲ့တော့မိန်းကလေးတွေကပြောကြတယ်တော်တော်လေးရဲ့ဗျာသဘောကျပေးသူရှိလေဖလားမျောလင်းချင်းများစွာအတွေ့ထဲမှာတိုင်စောငုတ်တုံးလိုက်တဲ့အခါယောကချိုးစားအေယောရီသာယောကချိုးစားအေယောရီသာယောကချိုးစားမေအေယောရီသာလေးပါဗျာမိုက်တယ်နော်အတန်ကာလာကြီးမြို့ဝအကျုံးပေါ်သားလေးမျက်နှာမငယ်ဘူးရာကျွန်တော်သူရဲ့လက်ခုပ်တန်းကျွန်တော်တွေ့အားစီပါစင်ပေါ်မှာချင်းတွေဆိုဂီတာတီးရဲ့အခါပရိသတ်ကြီးရဲ့အပေးတဲ့ကြားလိုက်ရတဲ့အခါအယုတ်ကချိုးစားအေယောရီသာအယုတ်ကချိုးစားအေယောရီသာယုတ်ကချိုးစားမယ်အေယောရီသာလေးပါဗျာ